ကျွန်တော်ကအမ်းမနေတလာရှုပ်ဒေတာအချင်းထောင်မှာတောင်ဝဲထဲဆောင်နေပြီထောင်တောင်ဝဲမှုအရာဟိတယောက်ဖိတ်ပါတယ်2020ခုနှစ်မက်လရှယ်ရောနေမှာအကန်ဖာစိတ်ကော်မရှင်တဲအနေနဲ့ဒီခါပါစစ်တနာရီနမင်းရှင်ကစားပြီးဂျက်ပိုက်တာလေးစီဝိုက်ပြီးလေးစီနဲ့ဒီခါပါနနာရီ28မိနစ်ထိဘုံအကရေတော့အနှုံးတွေဒါရာကျော်ခဲကိုအကန်ဖာစိတ်ကော်မရှင်စိတ်သုံးပဲဒီထင်းလေးထောက်တယ်စခဲကိုဒါတော့ပုံကြခိုက်ရောက်ပုံကမောတော့မှာစိတ်ကော်မရှင်စိတ်သုံးပဲဒါတစ်စစ်ခါဦးတည်ဆုံးခါပြီးတော့စင်လို့ဒေရာရိုင်းခိုက်ရဒေရာရိုင်းရဲ့တော့စင်လို့ကိုကျွန်တော်အာခါတက်တော်နေတဲ့စိတ်ကူတော်မှုပြီးထားစသည်ပြီးရောက်အထက်ကပုံဖောင်းထက်တဲ့ဒေရာရိုင်းစိတ်သုံးပဲဒီကဒီဆုံးမှုကလေးထက်တိုးလာလိုက်တယ်ဒါမျိုးလို့လဲဆိုတာကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်တော့စိတ်နာတာအဲ့ဒီနေကဗျခမန်းချိန်17နာရီ40လောက်တော့ရှိလောက်တယ်တနင်္ဂနွေနေ့လည်းဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တို့စစ်တုံးမန်းတွေကိုအားပေးထားတယ်အဲ့စကားပြောတဲ့လူကပြောနေကြတယ်အိတ်တဲ့လူကလည်းအိတ်နေကြတာနားဝင်ကြတာအဲ့ဒီအချိန်မှာဘောကနေအတန်ကြားပြီးမှဘောကနေဆိုမကျဲသွားတယ်ကျဲတဲ့အချိန်မှာထောင်လေးနဲ့ထောင်အားကြားမှာတစ်လုံးချကြာပြီခဏပဲနောက်တစ်လုံးထပ်ကြာတဲ့အချိန်မှာကျွန်တော်တို့ထွက်တဲ့အချိန်မှာအဲ့မှာထောင်လေးကမီးလောင်နေအထဲမှာထိတဲ့လူတွေတော်တော်များတယ်အဲ့ဒီမှာကျွန်တော်ကလည်းထုံးနေတော့နေ6လောက်ထိတာလမ်းကြည့်လိုက်တော့အော်ဟစ်နေတဲ့လူတွေရှိတယ်တွန်းနိုင်လာနိုင်တဲ့လူတွေရှိပေမဲ့လည်းသူကအဲ့မှာထောင်ကမီးလောင်ပြီးတော့အပေါက်တွေကပိတ်အပေါ်ကအသားတွေကပြိုကျတာပြေးလာအကုန်လုံးအကောင်းတွေလည်းပြေးထိရတဲ့လူလည်းရှိတယ်ဘလုံးမစောထုတ်လို့လည်းမရတော့သူ့မကန်နိုင်ကိုမကန်နိုင်ဖြစ်နေကြတော့အဲ့ဒီမှာကမကြောက်ဘူးကခဏလေးပဲတစ်လုံးဆိုကျွန်တော်တို့ဘလုံးမလုပ်လို့မရဘူးခဏချင်းတနာရီပတ်ဝန်းကျင်ကြော်လောက်ရှိနေတယ်လေတောက်ချောက်ဆက်မပြတ်ကျဲတော့အဲ့မှာ